တရုတ်ပြည်ရဲ့တရားအခက်ဆုံးတောင်လေးခုနံပါတ်1ဝါတောင်ဆန်ရှိပြည်နယ်ဝေနန်းမြို့မှာတည်ရှိပါတယ်တောင်ထိပ်က2153.9မီတာမြင့်နေတောင်ဆောင်တွေအများကြီးရှိတယ်အထူးသဖြင့်ကောင်းကင်လေကားနဲ့ချန်လုံတောင်ရိုးကတောင်တက်သမားတွေအတွက်စွန့်စားမှုတစ်ခုပါပဲနံပါတ်2ဟွမ်တောင်အန်ဝေးပြည်နယ်တောင်ပိုင်းမှာရှိပါတယ်တောင်ထုံကအမြင့်1864မီတာရှိပါတယ်ဒီတောင်တက်မိတ်ဆိုရင်တော့ခွန်အားနဲ့စိတ်ဓာတ်မြင့်ဖို့လိုအပ်ပါတယ်ခန္ဓာရည်မရှိတဲ့ရုံသမားတွေဆိုရင်တော့လှပတဲ့မြင်ကွင်းနဲ့လက်ဆက်တွေလီကိုတော်ဝါကြီးရှူနိုင်မှာမဟုတ်ပါဘူးနံပါတ်3ထိုက်တောင်စံ3ပြည်နယ်ထိုင်ယန်းမြို့မှာရှိပါတယ်တောင်တွေရဲ့ခေါင်းဆောင်မှာအဓိကတောင်ထိပ်ကအေဂရိတ်တောင်ထိပ်လို့ခေါ်ပါတယ်အမြင့်1545မီတာရှိပါတယ်ဒီတောင်တက်ချင်ရင်တော့တက်တီးရှိဖို့လိုပါတယ်မတက်ခင်တည့်ရက်လိုမှအနားယူဖို့အကြံပေးကြပါတယ်တောင်တက်တဲ့သူတွေကဝလုံးနေနဲ့စားစရာတောက်စရာတွေယူလာကြပါတယ်တောင်ပေါ်မှာရောင်းတာတွေလည်းရှိကြပေမဲ့ဈေးကြီးလို့ပါနံပါတ်4အမိန်တောင်စီချွမ်းပြည်နယ်လန်ဆန်းမြို့မှာတည်ရှိပါတယ်အမြင့်ဆုံးတောင်ထိပ်ဝမ်းဖို့ကအမြင့်3099မီတာရှိပါတယ်အမိန်တောင်တက်ရခတ်တာကတောင်မြင့်လို့လမ်းမကောင်းလို့မဟုတ်ပဲမြောက်တွေကဖုန်းတွေမုတ်တွေနဲ့အိတ်တွေကိုလူတက်လို့ပါဘေးကင်းတဲ့နေရာကနေပဲသွားပါမြောက်ကတင်းကိုကြောက်ကဘာကနေတွန်းချရင်တော့ဘယ်သူ့မှအပြစ်ပြောလို့ရမှာမဟုတ်ပါဘူး